ရိသတ်များအားလုံးပဲမင်္ဂလာခင်ဗျာဒီနေ့မှာတော့မြန်မာနိုင်ငံသားတွေအတွက်ခဏတာအပျော်ပွဲဖြစ်ဖြစ်ဖန်တီးပေးခဲ့တဲ့အပျော်ကိုလက်ဆောင်ပေးခဲ့တဲ့အောင်လအဆန်းကိုကျေးဇူးတင်ပါတယ်လို့ပြောချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာပျော်စရာတွေဆိုတာအခုအချိန်မှာအရန်ကိုရှားပါတဲ့ပစ္စည်းပါ။ပျော်ချင်တိုင်းလည်းမပျော်ရပါဆိုတာမြန်မာနိုင်ငံသားတွေပါပဲ။ဒါပေမဲ့ဘယ်နေရာလူပဲဖြစ်ဖြစ်ဒုက္ခတွေရောက်နေကြဟာဒီနေ့အောင်လအဆန်းပွဲထိုးသွားတယ်သူ့နောက်ဆုံးပွဲနိုင်လားလို့မေးတာပဲ။နိုင်နေသူအနိုင်နဲ့အဆုံးသတ်သွားနိုင်တာလို့ပြောလိုက်ရင်ဝမ်းသာလိုက်တာဆိုတဲ့စကားကိုကြားရတာကြီးပဲပြုံးသွားတဲ့မျက်နှာကိုမြင်ရတာကြီးပဲပေါ့လေအဲ့တော့ဘာဖြစ်ဒီလိုခစ်ဆိုးကြီးတဲ့မှာအောင်လအဆန်းမြန်မာနိုင်ငံသားတွေအတွက်တရက်စာအပျော်ဖြစ်ဖြစ်တည်ငါစာအပျော်လေးပဲဖြစ်ဖြစ်ဖန်တီးပေးစွမ်းခဲ့ရပေါ့လေအဲ့အတွက်သူ့ကိုကျေးဇူးတင်တယ်လို့ဥစွာပထမပြောချင်ပါတယ်ဗျဟုတ်ကဲ့ဟယ်ရီပေါတာဝတ္ထုနဲ့ပြောရင်ဗျာဟယ်ရီပေါတာဝတ္ထုရဲ့ပထမဆုံးဝတ္ထုအဖွင့်ကမ်းမှာဟယ်ရီတို့မိသားစုကိုဘော်ဒီမော့ကကျင်းစာလာတိုက်တယ်ဟယ်ရီရဲ့အဖေမေဆုံးပါသွားခဲ့တယ်ဟယ်ရီပေါတာကိုသူကျင်းစာတိုက်တဲ့အချိန်မှာကျင်းစာကပြန်ကန်ထွက်ပြီးသူ့ကိုထိမှန်တယ်အဲ့တော့ဘော်ဒီမော့ထွက်ပြေးရတယ်ပျောက်သွားတယ်ပေါ့လေအဲ့ဒီနေ့မှာအမှန်တရားဘက်တော်သားမော်ပညာရှင်တွေကအောင်ပွဲခံကြတယ်စားတော့ဆိုင်နေမှာရောအဲ့လိုနေတဲ့အချိန်မှာကင့်နယ်မှာကျယ်ရီကျွေတယ်ဆိုတဲ့သတင်းကိုဒီဘက်မှာမက်ကွန်နာဂွန်နဲ့အယ်ဗတ်စတန်ဘတ်တို့ကဟယ်ရီပေါတာကိုသူ့ရဲ့အတော်အိမ်ကိုမွေးစားဖို့လာပြီးထားတဲ့အချိန်မှာတိလာရတယ်ပေါ့လေအဲ့အချိန်မှာမက်ကွန်နာဂွန်ကဒေါသတကြီးနဲ့ဒီကောင်လေးကြည်စမ်းအော်ဟစ်ကြလုပ်ပြန်ပြီဒါလူတွေတီးသွားရင်တာမန်မက်ဂရီတီးသွားရင်ဘယ်တော့ပြဿနာကြီးလိမ့်မယ်မသိဘူးဆိုပြီးတော့ထားပြီးပြောတယ်ပေါ့ဒီလိုကြဲကြွေအောင်လုပ်တာဟိုကောင်ခင်းလက်စတဲဘောပဲဖြစ်ရမယ်ဘာညာဆိုပြီးတော့ပြောတဲ့အချိန်မှာဒမ်ဘယ်ဒိုကတခုံးပဲပြောတယ်မင်းနာပါရဲ့တဲ့ပျော်စမ်းပါစေတဲ့ငါတို့ပျော်စရာတွေမရှိပဲဘယ်တော့တောင်နေခဲ့ရလဲတဲ့ခဏတာလေးပဲဖြစ်ဖြစ်ပေါ်ဟာတဲ့ပျော်ဖို့လိုတယ်တဲ့ပျော်ပါစေတဲ့ဒီအခွင့်အရေးမျိုးဆိုတာကြုံတော့ကြုံခဲ့မဟုတ်လားတဲ့ပျော်ပါစေဟာတဲ့အဲ့လိုပြောခဲ့တဲ့စကားလေးပါပြီးသတိရတယ်ဟုတ်ကဲ့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်လည်းအခုချိန်မှာပျော်စရာဆိုတာအယ်ဘတ်စတန်ဘတ်တို့ပြောသလိုကြုံတော့ကြုံခဲ့ဖြစ်နေတယ်ဗျဒီတော့ဒီနေ့အောင်လအဆန်းအနိုင်ရလိုက်တယ်သူ့ရဲ့ကစားသမားဘဝအဆုံးသတ်နောက်ဆုံးပွဲစဉ်ကိုအနိုင်နဲ့ပိတ်သိမ်းနိုင်တယ်ဘောနပ်လည်းရသွားတယ် Hall of Fame ဂုဏ်ပြုဆုကြီးလည်းရှင်းမြင်ခံရတယ်ဆိုတော့သိရတော့မြန်မာနိုင်ငံသားတွေဝမ်းသာကြတယ်ပေါ့လေဒီနေ့အောင်လအဆန်းကသူ့ရဲ့မိတ်ဆွေလည်းဖြစ်တယ်တငယ်ချင်းလည်းဖြစ်တဲ့ဆွီဒင်ဖိုက်တာကာဒီစတန်နဲ့ပွဲထိုးရတယ်ဒုကောင်ပွဲစဉ်ပြထိုးခဲ့ရတယ်ဒုတိယပွဲချီရောက်မှာသူကအလဲထိုးနဲ့အနိုင်ရခဲ့တယ်ပေါ့လေဟုတ်ကဲ့အဲ့နောက်မှာသူကအလဲထိုးနဲ့အနိုင်ရယူလိုက်တဲ့အတွက်အောင်လအဆန်းကိုဝမ်ကဘောနပ်စုကြီးအမေရိကန်ဒေါ်လာ9000ရှိမြင့်တယ်ပြီးတော့ Hall of Fame ဂုဏ်ပြုဆုကြီးလည်းရှိမြင့်တဲ့ကြောင်းကြေညာခဲ့တယ်ဒီ Hall of Fame ဂုဏ်ပြုဆုကိုတော့အောင်လအဆန်းဟာဂျပန်နိုင်ငံမှာကျင်းပမဲ့1173ပြန်ပွဲစီကိုတက်ရောက်ပြီးတော့လက်ခံရယူရအောင်ပေါ့လေဘာဖြစ်မြန်မာနိုင်ငံသားတွေအတွက်ခဏတာပျော်စရာလေးကိုဖန်တီးပေးသွားခဲ့သူအောင်လအဆန်းကိုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောကြားလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ